Google Audio Book Channel ကိုအစဉ်တစ်ဆက်စောင့်မျှော်အားပေးနားဆင်နေကြတဲ့ချစ်ရတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာအပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေခင်ဗျာဒီကနေ့မှာတင်ဆက်ပေးမယ့်ထိတ်လန့်ပွဲပရလောကစိတ်ဝင်စားပွဲဇာတ်လမ်းကောင်းလေးကိုလည်းခန်းစားနားဆင်အားပေးကြပါဦးခင်ဗျာနတ်ဆိုးတစ်ကောင်ကသူ့ရဲ့ဝေယုံနှက်ကြီးနဲ့လောကကြီးတစ်ခုလုံးကိုလွှမ်းခြုံထားပါတယ်ညကလည်းပိမ့်ပိမ့်အောင်မှောင်မဲနေတယ်နောက်ပြီးခြောက်ချားစရာကောင်းလောက်အောင်တိတ်ဆိတ်ငြိမ်သက်လို့ဖေဖော်ဝါရီလရဲ့ညကလည်းတမောက်ရိုးရင်းချင်စီတဲ့ထီချမ်းအောင်ရေခဲငွေတွေနဲ့ရဲရဲဆက်ဆက်နဲ့ပတ်ဖြန်းနေပါတယ်ဒီလိုမှောင်မဲတဲ့တိတ်ဆိတ်ငြိမ်သက်တဲ့ချမ်းလွန်းတဲ့ညတွေမှာဘယ်နေရာမှမသိတဲ့နေရာကဇရက်ဦးရီတဲ့ကိုရောက်နေကြပါတယ်သူတို့ဆိုတာကမောင်မောင်သူရိအောင်နဲ့မချောလေးတို့၃ယောက်ပါသူရိအောင်ကသူ့ကောင်မလေးကိုထွေးဖတ်ထားတယ်လို့ကြံတဲ့ကောင်မလေး၂ယောက်ကလည်းမောင်မောင်ရဲ့ဘေးမှာတွန်းကပ်နေကြပါတယ်အသားချင်းထိကပ်နေတာကြောင့်ကောင်မလေးတွေတုံတုံခက်ခက်ဖြစ်နေတာကိုမောင်မောင်သတိထားမိပါတယ်ကြောက်နေလို့လားဟုတ်ကောင်မလေးတယောက်စီယာတီတိုးအတန်ထွက်လာပါတယ်အရန်အေးနေသလားဟုတ်အေးနေတယ်ကောင်မလေးကတုံတုံရီနဲ့ပြန်ပြေးတယ်မောင်မောင်ကောင်မလေးတွေကိုတနာသွားပါတယ်သူဝတ်ထားတဲ့အနှွေးတဲ့ဂျာကက်အင်ကြီးကိုချွတ်ပေးခြင်းပေမဲ့လေသူ့အနီးမှာကောင်မလေး၂ယောက်ဖြစ်နေတယ်တယောက်ကိုပေးရင်ကြံတယောက်ကိုအားနာရမယ်နောက်ပြီးသူတို့၂ယောက်စလုံးမှာလဲတယောက်ကတိုးမွေးနှွေးထန်နဲ့တယောက်ကအပေါ်ဝဲဂျင်းကြီးလက်ရှိနဲ့ဖြစ်ပါတယ်ဒါကြောင့်အနှွေးတဲ့လက်ရှိချုပ်ပေးဖို့ကိုစိတ်ကူးထဲမှာပဲဖျောက်ပြစ်လိုက်ပါတယ်ဒီကောင်မလေးတွေကိုမောင်မောင်အရင်ကမသိပါဘူးဒီညမှာစပြီးတော့တွေ့ဘူးတာသူတို့ရဲ့နာမည်တောင်မှအခုချိန်ထိမသိရသေးဘူးတကယ်တော့ဒီညကပျော်စရာကောင်းတာထက်ပိုပြီးတော့ပျော်စရာကောင်းရမယ့်နေ့စိတ်ချမ်းသာရမယ့်ညပါအစကတည်းကရင်တကိုဆိုသလိုစထွက်လာကတည်းကဘာမှမသိနိုင်တဲ့အချိန်မဲတစ်ခုကကြီးစိုးတာခံနေရတယ်လို့မအီမလဲခံစားနေရပါတယ်စိတ်နှောက်ယှက်ဖြစ်စရာတွေကတစ်ခုပြီးတစ်ခုအစင်မပြေမှုတွေကလည်းတစ်ခါပြီးနောက်တစ်ခါဘာဖြစ်လို့ဖြစ်ရမှမသိအောင်စိတ်ရှုပ်ထွေးစရာတွေနဲ့ကြုံတွေ့နေရပါတယ်ဘာမှမဖြစ်ဘူးနော်မကြောက်နဲ့ကိုတယောက်လုံးရှိတယ်သူရင်ဟာသူ့ကောင်မလေးကိုအားပေးနေတဲ့အတန်ကိုမောင်မောင်ကြားလိုက်ပါတယ်ငါတို့ရောက်နေတဲ့နေရာဘယ်နေရာလဲမောင်မောင်စဉ်းစားရင်းနဲ့ဇေယျကြီးရဲ့အပြင်ဘက်ကိုဟိုဒီကြည့်လိုက်ပါတယ်ပိမ့်ပိအောင်မှောင်နေတဲ့အမှောင်ထဲမှာကောင်းကင်အယောင်လားကြဲအယောင်လားနှင်းမြူလားမဝေခွဲနိုင်တဲ့မုံမုံမွားမွားအလင်းတစ်ခုကိုဟိုတကွက်ဒီတကွက်တွေ့နေရပါတယ်သူတို့ရဲ့နောက်ကျောဘက်မှာကခြုံပုတ်လို့ရာတွေရှိနေတဲ့ကွေးမြစ်ကျဲတစ်ခုဆိုတာမောင်မောင်သတိပြုမိပါတယ်မောင်မောင်ရဲ့အကြည့်တွေကဇေယျကြီးတဲ့ကိုပြန်ရောက်လာတယ်ဇေယျကြီးကလည်းအကြီးကြီးတစ်သားပြင်ချက်တွေခင်းထားပါတယ်ပြီးတော့တွတ်တင်မိုးထားတယ်အကာအယံကတော့လေးဘက်လေးလံစလုံးမရှိပါဘူးဇေယျကြီးရဲ့ကျမ်းပြင်ကမြေပြင်ကနေလူတစ်ထိုင်စာလောက်လွတ်ပါတယ်ဇေယျကြီးဘော်ကိုတက်ဖို့အုတ်လေကားထစ်တွေရှိတယ်ဇေယျကြီးတစ်ခုလုံးကမှောင်မဲပြီးတော့တိတ်ဆိတ်ငြိမ်သက်နေပါတယ်သူတို့ရဲ့အသက်ရှူတန်တွေကိုပင်သူတို့ပြန်ကြားနေရတယ်သူတို့၅ယောက်စုဝေးနေတာကဇေယျကြီးရဲ့အနောက်ဘက်အစွန်းမှာဖြစ်ပါတယ်သူတို့ရဲ့ရှေ့မလမကန်းဇေယျချေရင်မှာမောင်မောင်နဲ့သူရိအောင်တို့ရဲ့ဆိုင်ကယ်2စီးဆိုင်ကယ်လက်ကင်နဲ့ရှေ့မီလုံးကနီကေရောင်နေလင်းလက်နေတာကိုမြင်တွေ့နေရပါတယ်ဒီဆရာကြီးကငါတို့လာတော့မတွေ့ခဲ့ဘူးတော့သူတွေမောင်မောင်ကသူရိအောင်ကိုတိုးတိုးလေးလှမ်းပြောလိုက်ပါတယ်ဟုတ်တယ်ကွာငါလည်းသတိမထားမိဘူးဒီနေရာကမန္တလေးနဲ့တော်တော်ဝေးရနော်မောင်မောင်ပြောလိုက်ပေမဲ့သူရိအောင်စီကဘာတမ်းမှထွက်မလာဘူးသူရိအောင်ဘယ်ရောက်နေလဲစဉ်းစားနေတာထင်ပြီးမောင်မောင်စကားဆက်မပြောဘဲနေလိုက်ပါတယ်မောင်မောင်ရောသူရိအောင်မှာကြောက်တတ်တဲ့စင်းနဲ့မှမပါပါဘူး
နှစ်ယောက်စလုံးကအသက်35နှစ်ကျော်လူရွယ်တွေဖြစ်ပြီးတော့လုပ်ငန်းရှင်တွေလည်းဖြစ်ပါတယ်။လောက်ဝန်ထမ်းတွေကိုအုပ်ချုပ်နေရတဲ့လုပ်ငန်းရှင်တွေဝန်ထမ်းတွေကိုစူဒန်ဆူငေါက်တန်ငေါက်လုပ်နေရတဲ့သူတွေနောက်ပြီးလုပ်ငန်းရှင်တွေပြီးအခြားသောစီးပွားဘက်တွေနဲ့လည်းမျက်နှာကဲကြည့်ပြီးစကားပြောရတယ်။ပြောချင်တာကသူတို့နှစ်ယောက်ရဲ့ကိုကြီးကိုသွေးရခက်ညံ့ညံ့မဟုတ်ဘူးဆိုတာကိုပါ။ဒါပေမဲ့ဒီညဖြစ်ခဲ့တဲ့လက်ရှိလည်းဖြစ်နေတဲ့အဖြစ်အပျက်တွေကဘာဖြစ်မှမသိနိုင်တဲ့အဖြစ်အပျက်တွေဖြစ်နေပါတယ်။လောကကွင်းတစ်ခုလုံးအမောင်တူကြီးဖုံးလွှမ်းနေတဲ့အချိန်မှာဘယ်ရက်ဘယ်ဒေသမှမသိတဲ့နေရာတစ်ခုကလမ်းဘေးဇရက်အိုကြီးတဲ့ကိုရောက်နေရတဲ့အဖြစ်လက်နက်ဆိုလို့လဲချွန်ထက်နေအောင်ကြောက်စင်းနဲ့သွေးထားတဲ့ဝက်ဝူလေတစ်ချောင်းကလွဲလို့ဘာမှမရှိတဲ့အဖြစ်မြို့မနီရွာဝေးနေရအစိမ့်မှာတစိမ့်နေရဲ့မမြင်နိုင်တဲ့အန်နေရာလည်းရှိသေးဒါကြောင့်ဆိုင်ကယ်တွေကိုမီးမဖွင့်ပဲဇရက်အမောင်ထဲမှာထိုးထည့်ထားရပါတယ်သူတို့ကိုယ်တိုင်ကလည်းညလူတွေကိုအမောင်နဲ့တသားတည်းဖြစ်အောင်နေရပါတယ်ဆေးလေးတောက်ချင်တယ်ခွာမိကြီးကမရှိလို့ဆိုင်ကယ်မောက်တဲ့နေရာမှာများကြံရစ်ခဲ့သလားပဲသူတွေအောင်ကမောင်ကိုတီးတိုးလှမ်းပြောလိုက်ပါတယ်အောက်ထားစမ်းမအောင်ကွာအခြေအနေကဘယ်လိုမှမသိသေးဘူးမောင်ပြောလိုက်တာကြောင့်သူတွေအောင်ငြိမ်ကျသွားတယ်ဟုတ်ပါတယ်သူတို့ယောက်ျားသားအတွက်ကတုံးတိုက်ကြားကိုက်ကိစ္စမရှိဘူးကိစ္စရှိတာကကောင်မလေးတွေသူတို့ရှင်မှန်းသိသွားလို့အရေးရဲ့အကြောင်းရဲ့ပြဿနာဖြစ်လို့ရှိရင်သူတို့ကိုငဲ့ညာနေရတာနဲ့ကိုယ့်ဘက်ကတပန်းရှုံးနေဖေဖော်ဝါရီလကသူ့ရဲ့အေးဓာတ်တွေနဲ့အစွမ်းကုန်လွှမ်းခြုံထားတယ်ကောင်မလေးတွေစီကမေးခိုက်တန်တကယ်ထွက်နေတယ်လက်ကလေးတွေအတင်းပိုက်ကိုလုံးကလေးတွေအတန်းနိုင်ဆုံးကျုပ်ပြီးအေးထံကိုတွန်းလှန်နေကြတယ်ဇေယျတစ်ခုလုံးအခိုက်တံများတိတ်ဆိတ်ငြိမ်သက်သွားပြန်ပါတယ်ဟင်ဘာတန်လဲကောင်မလေးတွေစီအားအတန်ထွက်လာတယ်မောင်သတိထားပြီးတော့နားထောင်နေလူတယောက်ရဲ့ခြေတံသူတို့အားလုံးခေါင်းတစ်ပန်းတွေကြီးသွားသလိုဖြတ်ခနဲဖြစ်သွားပါတယ်ကြက်သီးမွေးညင်းတွေကလည်းဖြန်းခနဲထသွားတယ်ခေါင်းတွေထောင်ပြီးအတန်ကြားရကိုကြည့်လိုက်ကြတယ်လူတယောက်ဟုတ်ပါတယ်လူတယောက်ဇရက်ပေါ်တက်လာတယ်ဇမင်းရှေဖားလားချထားတဲ့ပုံစံကြောင့်မိမတယောက်ဆိုတာကိုယူဆလိုက်ကြတယ်ထင်းထင်းရှားရှားတော့မဟုတ်ဘူးမဲတရံပဲမြင်ရတယ်မိမတရံကဇရက်ပေါ်မှာရှောက်နေတယ်ဒါပေမဲ့ကိုမောင်တို့ဇရက်ရှိအောင်မလာပဲစန့်ကျင်ဘက်ဖြစ်တဲ့အရှိဘက်ဆုံးကိုရှောက်သွားတယ်ပြီးတော့စောက်ကြောက်ထိုင်ချလိုက်တာကြောင့်ကောင်းကင်ရောင်ကနောက်ခံကိုမြင်တွေ့နေရပါတယ်ဟင်ထိုင်နေတဲ့မဲတရံမိမဟာဆေးလေးကိုအဆက်မပြတ်ဖွာနေတယ်သူဖွာလိုက်တိုင်းမှာဆေးလိမ်မီကရဲခနဲကိုဖြစ်သွားတယ်တခါမီးဖွားတွေကတဖွာကြလို့ဟေ့အောင်မင်းဖယ်သွားမလို့လေထားမလို့ဟန်ပြနေတဲ့သူတွေအောင်ရဲ့လက်ကိုလမ်းဆွဲရင်နဲ့မောင်ကမေးလိုက်တယ်ဆေးလိမ်မီသွားတော့မလို့ကွာမောင်ကသူတွေအောင်ကိုအတင်းဆွဲပြီးတော့ပြန်ထိုင်ခိုင်းလိုက်တယ်ဒုက္ခတော့ရောက်ကုန်မှာပဲသူတွေရဲ့ဒီကောင်မကိုငါမသိငါဘူးကွာမင်းရလေကွာကျန်းဖန်ပြီးကြောက်နေပြန်ပြီသူတွေအောင်ကအတွန်းတက်ပါတယ်ဘာပဲဖြစ်ကွာမင်းမသွားနဲ့ခဏတော့စောက်ကြည့်အောင်မောင်ရဲ့စကားတော့မဆုံးလိုက်ပါထိတ်လန့်စရာဖြစ်ပျက်တွေကဇေယျကြီးပေါ်မှာဇက်တိုက်ကိုဖြစ်ပေါ်လာတယ်မီးတရေနဲ့ဆေးလိပ်ဖွာနေတဲ့မိမရုပ်ချီပျောက်ကွယ်သွားတယ်တစ်ချိန်တည်းမှာပဲခြေဆောက်ပြီးတရုံတုံးနဲ့ကြဲလောင်လမ်းလျှောက်နေတဲ့ခြေတံတွေကစီးချက်ဝါချက်ကြထွက်ပေါ်လာပါတယ်တရေချောက်နေရကွာအကောင်ထဲမပေါ်ပဲမမြင်ရတဲ့ဆူညံတန်တွေကြောင့်မောင်ရောသူတွေအောင်ရောချွေးပြန်သွားပါတယ်စိုးရင်စိတ်တွေကလည်းဖီစီးလာကြတယ်ကောင်မလေးတွေခမအကြောက်လွန်ပြီးအသားရည်တဆက်ဆက်တုံနေကြတယ်သူတွေအောင်တို့အတွဲလဲမောင်တို့အုပ်စုနာကိုတိုးလာကြတယ်သူတို့9ယောက်တသားတည်းဖြစ်အောင်ထိကတ်သွားကြတယ်နာနာဘွားကောင်ရဲ့ခြေတံက10မိနစ်လောက်ကြာအောင်ကိုဇရက်ပေါ်မှာ
တတော်လုံးမြည်အောင်လမ်းလျှောက်နေတယ်ပြီးမှလေကားကနေဆင်းသွားတယ်ခြေတံပြောက်ွယ်ပြီးမှတိတ်ဆိတ်ချင်းကခြောက်ချားစရာကောင်းလာအောင်ပြန်ပြီးတော့ကြီးစိုးလာပြန်တယ်သူတို့အားလုံးရဲ့နှလုံးခုန်တန်တွေကတော့တတော်တုံနဲ့ကျဲလောင်နေတော့မှာပဲအမလေးရုတ်တရက်ထွက်ပေါ်လာတဲ့မိန်းမကြီးတယောက်ရဲ့ကြောင်ရွံ့ဖွယ်ရည်တန်ကြီးနဲ့အတူကောင်မလေးတွေရဲ့စူးစူဝါထိတ်လန့်တဲ့ကြားအော်တန်းတပြိုင်တည်းလိုထွက်ပေါ်လာပါတယ်အခြေအနေကတစတဲ့တစပို့ပြီးတော့ဆိုးဝါးလာတယ်လို့မောင်မောင်ကခံစားနေရပါတယ်ထိတ်လန့်ခြောက်ကြားစရာနာနာဘွားတွေရှိတဲ့ဘာမှမသိရဲ့ဒီနေရာကသူအမြန်ဆုံးထွက်ခွာသွားခြင်းတယ်ဒါပေမဲ့ဆိုင်ကယ်နှစ်စီးမှာသူတို့ရောင်ရဲ့ဆိုင်ကယ်ကပြတ်သွားပြီမောင်မောင်ဆိုင်ကယ်တစ်စီးပဲနှိုးလို့ရတော့တယ်ဆိုင်ကယ်တစ်စီးနဲ့လူ9ယောက်စီးဖို့ကဘလို့မှမဖြစ်နိုင်တော့ဘူးဒီအချိန်မှာအားကိုးရာကတခုပဲရှိပါတော့တယ်မန္တလေးကသူတပည့်စီကိုဖုံးဆက်လမ်းကြောင်းပြောပြပြီးကားနဲ့လာကြိုဖို့ခဏရလဲဖုံးဆက်လို့မရတဲ့ကိစ္စသူတွေအောင်ဆိုင်ကယ်အက်ဆီဒန့်ဖြစ်ခြင်းသူတို့ JSC ကိုရောက်ချင်းဖုံးတဲ့ချိန်ခေါ်ပြီးပါပြီဆက်သွယ်မှုဧရိယာပြင်ပကိုရောက်နေပါတယ်ကြည့်ပဲဖြစ်နေပါတယ်မောင်မောင်ကသူ့ဖုံးကိုထုတ်ပြီးတတိယချိန်ဖုံးခေါ်ပြန်တယ်ဖုံးဝင်သွားခဲ့တယ်ဒါပေမဲ့တစ်ဖက်ကမကင်သေးဘူးဒူးဒူးဆိုတဲ့အတန်ကိုပဲကြားနေရတယ်တမတ်ချိန်ပြည့်တဲ့အထိဖုံးကမကင်ဘူးဘယ်သွားနေတယ်လဲမသိဘူးကွာမောင်မောင်သူ့တပည့်ကိုပြစ်ပြစ်နေနဲ့ဆဲလိုက်တယ်အဲ့ဒီချိန်မှာတဲမရဲ့ရည်တန်တွေပျောက်သွားပြီးဇေယျကြီးတစ်ခုလုံးကြောက်စရာကောင်းလောက်အောင်ငြိမ်ကျသွားပြန်ပါတယ်တကယ်တော့ဒီနေ့ညဖြစ်ပျက်နေတဲ့ထိတ်လန့်ခြောက်ခြားပွဲရာဖြစ်ပျက်တွေစင်ကဲဆိုသလိုအစင်မပြေမှုတွေပြဿနာတွေဖြစ်အောင်ဇလန်းစခဲ့တဲ့သူကသူတွေအောင်ပဲဖြစ်ပါတယ်သူတွေအောင်ကမောင်မောင်ရဲ့တငယ်ချင်းမောင်မောင်လိုပဲကားပစ္စည်းဝယ်ရောက်လုပ်နေတဲ့လုပ်ငန်းရှင်တယောက်ပဲတငယ်ချင်းတွေအားလည်းဖြစ်လုပ်ငန်းချင်းလည်းဆက်ဆက်နေတာကြောင့်သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကညီကိုရင်းနေလို့ဆက်ဆံရေးဖြစ်ပါတယ်မောင်မောင်ကစီးပွားရေးကိုဂရုစိုက်တယ်ပရာဟိတလုပ်ငန်းတွေမှာဝါသနာထုံတယ်သူတွေအောင်ကြတော့လုပ်ငန်းကိုဖိဖိစီစီလုပ်ပေမဲ့ပြောချင်းပါချင်းတယ်ပျော်ပျော်ရွှင်ရွှင်နဲ့ပေါ့ပေါ့ပပနေချင်းတယ်ဒီနေ့ညကြုံတွေ့နေရတဲ့ဖြစ်ပျက်တွေကလည်းသူ့ရဲ့အပျော်ပါးကနေစတင်ခဲ့တာဖြစ်ပါတယ်သူတွေအောင်စိတ်အပန်းဖြေဖို့ဆိုပြီးတော့ကာရာအိုကေသွားဆိုတယ်သူသချင်းသွားဆိုတဲ့ KTV ကမန္တလေးမြို့လေကနာမည်ကြီး KTV အပြင်စင်တွေကတက်ရက်လှပတယ်အစားတောက်ကလည်းလိုတာရတယ်နောက်ပြီးအခန်းနဲ့သမီးလေးတွေကလည်းအရန်လှတယ်သူတွေအောင်အဲ့ဒီ KTV ကအလားနသမီးလေးတယောက်နဲ့ညီးသွားခဲ့တယ်အဲ့ဒီအကြောင်းတွေကိုလည်းမောင်မောင်ကသိတယ်အိမ်အောင်တဲ့တယောက်အနေနဲ့မဖြစ်တဲ့နာမဖြစ်ဖို့တတိပေးစကားပြောတယ်တငယ်ချင်းချင်းစိတ်ဆိုးမှကြောက်ဒီထက်ပိုပြီးတော့လည်းမပြောရဲခဲ့ဘူးအခုတော့သူတို့နှစ်ယောက်ရဲ့ဇလန်ထဲမှာမောင်မောင်ကကလန့်ပါနေရပြီည7 နာရီခွဲလောက်မှာသူတွေအောင်မောင်မောင်စီကိုဖုံးဆက်တယ်ကိုမောင်ရေဒုက္ခပေးတယ်မအောင်မိပါနဲ့ကွာတခုလောက်ကူညီပါအောင်ညာအီမင်းအေးရလေအေးဘာတွေအကူညီတောင်းမလဲမသိဘူးမောင်မောင်ကစိတ်ထဲကနေတွေးရင်သူတွေအောင်ကိုပြန်ပြောတယ်အေးပြောသူတွေငါဘာကူညီပေးရမလဲဒီလိုကိုမောင်အေးဒီနေ့ကလေဖေဖော်ဝါရီ14ရက်ချစ်သူများနေ့ကျွန်တော်ကောင်မလေးနဲ့ကျွန်တော်ရှောက်လေဖို့စီစဉ်ထားတယ်အဲ့ဒါ तू ကဘေးရင်သွားပြီးတော့မေးချင်နေတယ်ဗျာသူတငယ်ချင်းကောင်မလေးနှစ်ယောက်ကလည်းလိုက်မယ်တယ်အဲ့ဒါကျွန်တော်တို့ကိုမောင်ကားနဲ့ပို့ပေးပါဦးအေးရတယ်လေမင်းတို့ဘယ်မှာလာခွားမလဲမိုးနဲ့သူစာ KTV ရှေ့ကိုည7 နာရီအရောက်လာပေးပါကျွန်တော်တို့ထွက်ဆောင်နေမယ်လေအေးငါဆက်လာခဲ့မယ်မောင်မောင်ဖုံးပိတ်လိုက်ပါတယ်လောလောဆယ်သူ့ရဲ့လိုက်ထွက်ကခရီးလွန်နေတယ်တပည့်ဝင်းကိုကလည်းအော်ဒါပါသွားတယ်9 နာရီလောက်မှပြန်ရောက်မယ်မောင်မောင်စိတ်အေးလက်အေးနဲ့နေလိုက်ပါတယ်ဖြစ်ချင်တော့ကား9 နာရီထိုးတဲ့အထိကိုပြန်မရောက်လာဘူး
တပည့်ကျော်ဝင်းကိုစီကိုဖုံးခေါ်တော်လဲဖုံးကမဝင်ဘူးဒီလိုနဲ့9 နာရီခွဲသွားတယ်သူတွေအောင်ချိန်ထားတဲ့အချိန်ကလည်းနီးလာတာကြောင့်မောင်မောင်ဆိုင်ကနေပဲထွက်လာခဲလိုက်တယ်10 နာရီကထိုးကန်နေပြီညကလည်းအတော်နက်နေပြီမန္တလေးမြို့ရတော့ရစ်သက်မှန်နေတော့လမ်းမီတိုင်းနေဆိုလာမီလုံးနေနဲ့ညအမောင်ကိုအန်တုနေတယ်ကျဲပြန့်တဲ့လမ်းတွေပေါ်မှာကားတွေဆိုင်ကယ်တွေမီတဝင်းဝင်းနဲ့ဟွန်းတီးသက်တညံ့ညံ့နဲ့ဟိုမဒီမရွှွှွထွေထွေပြေးလွှားနေကြတယ်အပင်မြင့်တွေပေါ်မှာအခြားတိုက်တာအဆောက်အဦတွေပေါ်မှာမီအောင်စုံဆိုင်ဘုတ်တွေကနီလိုက်စိမ့်လိုက်ဝါလိုက်နဲ့အတိတ်ခေအောင်အခြေအနေတွေနဲ့လုံးဝကိုကွဲပြားခြားနားနေပေမဲ့မန္တလေးအစ်စ်ကလည်းတမျိုးတစ်ဖုံလှပနေပါတယ်မောင်မောင်ကလည်းဆိုင်ကယ်စီးကျွမ်းကျင်သူပြပြအရှိန်မြင့်ကရှုပ်ထွေးနေတဲ့ကားတွေဆိုင်ကယ်တွေကိုကြော်လိုက်ဝိုင်းလိုက်ရိမ့်လိုက်နဲ့မောင်းနှင်လာခဲ့တယ်မိုးနဲ့သူစား KTV ရှေ့ကိုရောက်တော့သူတွေအောင်နဲ့မချောလေးတွေတောကလည်းဆိုင်တွေကနေထွက်လာတဲ့အချိန်ကိုက်ပါပဲမောင်မောင်ကကားခီးလူနေတဲ့အကြောင်းရှင်းပြတယ်ဒါဆိုလည်းရပါတယ်မိမိကကိုယ်ဆိုင်ကနေကိုလိုက်ညီမောင်2 ယောက်ကကိုမောင်ရဲ့ဆိုင်ကနေလိုက်မယ်ကိုမောင်အဆင်ပြေတယ်မလားသူတွေအောင်ကသူ့ဘာသာအစီအစဉ်ချပြီးကိုမောင်ကိုမေးလိုက်တယ်ပြီးတော့မောင်မောင်ကလည်းခေါင်းညိတ်ပြလိုက်တယ်โอเคလေကျွန်တော်ရှေ့ရသွားမယ်သူရင်ဟာသူ့ဆိုင်ကပေါ်ခွတ်တက်ပြီးဆက်နှိုးလိုက်ပါတယ်မိမိဆိုရဲသူ့ကောင်မလေးကဆိုင်ကပေါ်တက်သူ့ခါကိုဖတ်လိုက်တာနဲ့ဟောခနဲ့မောင်းထွက်သွားတယ်မောင်မောင်ခမရမချောလေး2 ယောက်ကိုတင်ပြီးသူတို့ရောင်ရဲ့ဆိုင်ကနောက်ကိုလိုက်လာခဲ့ပါတယ်သူတို့ဆိုင်ကတွေကတစားတစားနဲ့မန္တလေးမြို့ပြင်ဘက်ကိုရောက်လာတယ်မောင်မောင်ကသူ့ဆိုင်ကကိုအချိန်အနည်းငယ်ရှော့ချလိုက်တယ်သူတို့ဘယ်ကိုသွားမယ်လို့ပြောလဲခေါင်းကိုစောင်းခဲ့ပြီးတော့မချောလေးတွေကိုမေးလိုက်တယ်သမီးတို့မသိဘူးကိုမောင်မောင်နဲ့ကလေးရဲ့ကောင်မလေးကလှမ်းပြောလိုက်တယ်ဆိုင်ကအချိန်ကြောက်လေတအူးကလည်းတိုက်နေတယ်အတန်နေရလဲကြားလိုက်မကြားလိုက်နဲ့မို့မောင်မောင်ဘာမှကိုမပြောတော့ပဲဆိုင်ကကိုပင်ဂယုတစိုက်မောင်းနေလာခဲ့တယ်မန္တလေးရန်ကုန်လမ်းမကြီးပေါ်တက်ခန့်နီးသူတို့အောင်ကသူတို့ကိုစောင့်နေတယ်မောင်မောင်ကဆိုင်ကယ်အရှိန်လျှော့ပြီးသူတို့အောင်ရဲ့ဆိုင်ကယ်ဘေးမှာရှင်ရဲလိုက်ပါတယ်မန်းရဲ့ဆောင်းကရဲရဲဆက်ဆက်ကိုအစွမ်းပြနေတာကြောင့်ဂျာကင်စစ်ကိုအဆုံးတီအောင်ဆွဲလိုက်ပါတယ်ခေါင်းစွပ်ကိုလည်းနေရွက်ဖုံးအောင်ဆွဲချလိုက်ပါတယ်အေးတက်လွန်ကဲနေတာကြောင့်လက်ရည်ဆွတ်ထားတာကြောင့်လက်ချောင်းနေရလဲတုံရင်နေပါတယ်ဆိုင်ကယ်မီးအောင်အောက်မှာအာနာပြုံးပြုံးရင်းသွားဖြဲပြနေတဲ့သူတွေအောင်ရဲ့မျက်နှာကိုပြနေတယ်ကိုမောင်ချမ်းနေလားချမ်းတာပေါ့ကွာမင်းတို့တော့မသိဘူးအတော်ချမ်းနေဟေးရောက်တော့မယ်နဲ့တူတယ်ကိုမောင်ရကျွန်တော်လည်းမရောက်ဘူးမိမိကတခါရောက်ဖူးတယ်တဲ့ဒါကြောင့်သူလမ်းပြတဲ့အတိုင်းမောင်းနေရတာရှင်နာမျိုးလို့တော့ပြောတာပဲရပါတယ်ကွာအခုမှတော့မထူးပါဘူးရောက်အောင်သာသွားပြီတော့ဒါထက်ဘေးဒင်ဆရာညနေတကောင်တော့မရှောင်မင်းဟောတာပဲလားကျွန်တော်လည်းအဲ့ဒါကိုမိမိကိုမေးကြည့်သေးတယ်24 နာရီလာခြင်းတဲ့အချိန်လားဟောပြီးမယ်လို့ပြောရတဲ့ကဲကွာဒါဆိုလဲဆက်ပြီးတော့ခြိတက်တာပေါ့သူတို့ဆိုင်ကနဲ့စီကအမြန်လမ်းမကြီးတိုင်းဆက်ပြီးတော့မောင်းနေလာခဲ့တယ်တနားရီလောက်ကြာတော့မှမြုံငယ်ကလေးတစ်မျိုးကိုတွေ့တယ်မုံမမလင်းနေတဲ့လမ်းမီးရောင်အောက်မှာတမျိုးလုံးလိုအိမ်မောကျနေကြတယ်အသက်ဝင်လှူရှားနေတာဆိုလို့ကားလမ်းနဲ့ဘေးကလက်ဖိတ်ဆိုင်တစ်ဆိုင်ပဲရှိတယ်လက်ဖိတ်ဆိုင်ရှိမှာအဝေးပြေးကား2 စီးရပ်ထားတယ်လူအချို့ကလက်ဖိတ်တောက်နေကြတယ်မောင်မောင်တို့အုပ်စုဆိုင်ကယ်ကိုရက်ပြီးလက်ဖိတ်ဆိုင်ထဲကိုဝင်လိုက်တယ်လက်ဖိတ်နဲ့မုတ်တွေမှာပြီးတော့စားကြတောက်ကြတယ်ဘေးဒင်ဆရာအိမ်ကဘယ်နားမှာလဲမိမိမောင်မောင်သူရရရဲ့ကောင်မလေးကိုလှမ်းမေးလိုက်ပါတယ်ဒီမျိုးထဲမှာတော့မဟုတ်ဘူးကိုဒီကနေတဆင့်ရွာလေးတရွာကိုသွားရမှာအရင်တစ်ခေါက်လာတော့ကနေဘက်ဆိုတော့အခုမျက်စိလဲပြီးတော့မှတ်မိယူဖြစ်နေတယ်မိမိကလက်ဖက်ရည်ခွက်ကိုစပွဲပေါ်ပြန်ချထိုင်နေပြောလိုက်ပါတယ်
ရွာနာမည်ကဘာတဲ့လဲဓမ္မမြိုင်းနဲ့မောင်မောင်ငွေရှင်းကောင်တာကဆိုင်ရှင်မျိုးသားစီသွားပြီးတော့ဓမ္မမြိုင်ရွာကိုသွားမယ်လမ်းကြောင်းကိုသွားမိလိုက်ပါတယ်ဓမ္မမြိုင်ရွာကိုသွားမယ်ဆိုတဲ့စကားကြောင့်ဆိုင်ရှင်မျက်လုံးပြူးမျက်စံပြူးဖြစ်သွားတယ်ခမရတို့ကဒီချိန်ကျမှဓမ္မမြိုင်ရွာကိုဘာဖြစ်လို့သွားကြမှာလဲဘေးရင်သွားမိမလို့ပါရွာဦးတော့လမ်းညွှန်ပေးလို့ရပါတယ်ဒီချိန်ခမရတို့မသွားသင့်ဘူးနော်အန်ရဲ့ရမ်းများတယ်အခုမန္တလေးကိုပြန်မနက်လေးမှပြန်လာပြီးတော့မင်းကောင်းလိမ့်မယ်မောင်မောင်တယောက်သူတို့ဝိုင်းကိုပြန်လာတယ်ဆိုင်ရှင်ပြောတဲ့စကားတွေအကုန်လုံးကိုတလုံးမကြံပြန်ပြောလိုက်တယ်ဒီရောက်နေမှာတော့အကိုရဲ့ဆက်ပြီးတော့တွားရအောင်ပါမိမိကသူရင်အောင်ရဲ့လက်ကိုလှုပ်ရမ်းပြီးတော့ချွတ်ချွတ်နဲ့ပြောလိုက်တယ်ဟုတ်တယ်ကိုကျမကိုလည်းတွားချင်တယ်ဘေးရင်ကအရန်မှန်တယ်ဆိုလို့ကျမကိုလည်းဆိုင်ကိုမနဲ့ခွင့်တောင်းပြီးတော့လာရတာနောက်ဆိုခွင့်ရလဲရမှာမဟုတ်လို့ပါကိုကောင်မလေးနှစ်ယောက်ကပါဝင်ပြီးတော့ပူစားတယ်မိန်းမတွေများတိတ်ပြီးတော့ခတ်ပါလားညာရီမင်းအနေများပါတယ်ဆိုမှမရမကသွားချင်တယ်ဖြစ်လာရင်လေသူတို့ပဲမျက်လုံးလေးကလေးကလေးနဲ့မောင်မောင်စိတ်ထဲကနေပြောပြလိုက်တယ်ခဏကြာမှတော့လက်ဖိတ်ဆိုင်ပိုင်ရှင်ကမတော်သင့်ဘူးအန်ရရှိတယ်လို့အတန်တန်မှားနေတဲ့ဂျားကနေဓမ္မမြန်ရွာကိုသွားရမယ့်လမ်းကိုမေးပြီးသူတို့ဆိုင်ကနှစ်စီးဟာဆက်ပြီးတော့ထွက်လာခဲ့ရတယ်မန္တလေးရန်ကုန်လမ်းမကြီးတိုင်းဆက်ပြီးတော့ထွက်လာခဲ့ကြတယ်2 မိုင်လောက်စီးပြီးတော့လက်ဖိတ်ဆိုင်ပိုင်ရှင်ညွှန်လိုက်တဲ့အတိုင်းမြောင်းကျော်တရားတစ်ခုကိုတွေ့တယ်မြောင်းကဆယ်ရီမြောင်းလဲရီယာတွေကိုဆယ်ရီလွတ်ပေးဖို့အခိုင်အမာတိဆောက်ထားတဲ့ဆယ်ရီမြောင်းလဲရီယာတွေကိုရေလွတ်ပေးဖို့အခိုင်အမာတိဆောက်ထားတဲ့ကွန်ကရစ်မြောင်းဒီတော့မှသူတို့အမြန်လမ်းပေါ်ကနေဘယ်ဘက်ကိုဖဲ့ဆင်းလိုက်တယ်ဖျောက်တန်းနေတဲ့မြောင်းဖောင်ဘေးမှာမြင်းပြိုင်နှချောင်းလိုရှင်သွားနေတဲ့မြေသား2 လမ်းရှိနေတယ်ဟုတ်တယ်ကိုဒီလမ်းကဘေးရင်ဆရာကြီးနေတဲ့ရွာကိုသွားတယ်လမ်းမြောင်းဖေးကနေလမ်းအတိုင်းတက်ကိုလိုက်သွားရတာရွာဝင်ချင်းလမ်းထိပ်နေကြော်ချန်ကဘေးရင်ဆရာကြီးရဲ့ခြံပဲတခေါက်ရောက်ဖူးတဲ့မိမိကရေမြောင်းပေါင်နဲ့လမ်းကိုမြင်မှသတိရပြီးတော့ပြောတယ်သူတို့ဆိုင်ကနှစ်စီးလဲရှေမီကြီးတွေကိုအားကိုးပြီးတော့မြောင်းပေါဘေးတန်းလမ်းအတိုင်းကိုဆက်လိုက်လာကြတယ်ဒနာရီလောက်ဝင်လာလိုက်ရတယ်လမ်းဆုံးမှာရွာတရွာကိုတွေ့တယ်ဆိုင်ကယ်ကိုအရှိန်လျှော့ခြံနေကြည့်ပြီးတော့စီးလာကြတယ်ဒီခြံမဲကိုမိမိပြောတဲ့ခြံရှိမှာဆိုင်ကယ်တွေကိုရက်လိုက်ကြတယ်24 နာရီလာကျင်တဲ့ချိန်လာဆိုတဲ့စကားတိုင်းမှာပဲည12 နာရီလောက်ဖြစ်ပါလိမ့်မယ်ခြံတကားမပိတ်သေးဘူးဖွင့်ထားခဲ့တယ်ခြံထဲမှာရေနံကြီးတွေဝအောင်တုပ်ထားတဲ့2 ထပ်ပြင်တော်အိမ်တစ်လုံးရှိတယ်ခြံရှိကိုဆိုင်ကယ်ရက်လိုက်တာနဲ့အရက်ခပ်ပူပူလူတယောက်ကသူတို့စီကိုရောက်လာတယ်ဆရာကြီးရှိလာရင်သမီးတို့ဘေးတွေမေးချင်လို့ပါမိမိကရောက်ဖူးသူပြီးနှုတ်သက်ရှာသက်ပြောလိုက်တယ်အေးဆရာကြီးရှိတယ်လာကြသူရင်အောင်နဲ့မချောတို့3 ယောက်လာကြိုတဲ့သူကြီးနဲ့လိုက်သွားခဲ့တယ်မောင်မောင်ကတော့လိုက်မသွားဘူးငါမလိုက်တော့ဘူးနော်မြန်မေးပြီးသားမြန်ထွက်ခဲ့ကြအချင်းကတားလင့်နေပြီမောင်မောင်သူရင်အောင်ကိုပြောခဲ့ပြီးခြံရှိအုတ်ခုံပေါ်မှာထိုင်ပြီးတော့ဖုံးကိုထုတ်ဂိမ်းစော့နေလိုက်တယ်ရွာတန်းတန်းလုံးမိတိုင်နေရှိတာကြောင့်မီးအလင်းအောင်တွေ့နေရတယ်ဒါပေမဲ့လမ်းမီးတဲ့ဝေးတဲ့ဘက်မှာတော့အမောင်ကနက်နက်ဆိုင်ကြီးစိုးနေတော့မဲနိုင်ဝက်လောက်ကြာတော့သူရင်အောင်ထွက်လာတယ်မောင်အိမ်မော်လိုက်ခဲ့အောင်ကွာဆရာကြီးကခေါ်ခိုင်းလိုက်လို့မောင်တယောက်စိတ်ပြက်လက်ပြက်နဲ့တပြင်းတစ်ချက်ကိုမှုတ်ထုတ်လိုက်တယ်အချိန်ကညနေတကောင်ချိန်ဖြစ်နေပြီဖေဖော်ဝါရီလရဲ့ညတညအေးတက်ကလည်းအယိုးခိုက်အောင်ပြင်းထန်နေတယ်နောက်ပြီးရင်းနှီးမှုမရှိတဲ့နေရာစိမ့်ဒေတာစိမ့်လုံခြုံမှုမရှိဘူးလို့စိတ်ထဲမှာခံစားနေရတယ်ဒါကြောင့်သူကပြန်ချင်းနေတယ်သူရင်အောင်ထွက်လာလို့ပြီးပြန်ရတော့မယ်ထင်ပေမဲ့ဘေးရင်ဆရာကသူ့ကိုခေါ်နေရဲ့တဲ့
ဘေးတွင်နတ်တွေနဲ့ပတ်သက်ရင်မောင်မောင်ကစိတ်ဝင်စားဘူးစိတ်ဝင်စားပေမဲ့မယုံဘူးလို့မဟုတ်ဘူးအေးယုံတယ်လို့လည်းမဟုတ်ဘူးသူဘာသာသူရှိခြင်းလည်းရှိမယ်မရှိခြင်းလည်းမရှိဘူးဘယ်လိုပဲဖြစ်ဖြစ်ယုံမယုံမပုတ်ခတ်ခဲ့ဘူးကိုဘာသာနေမဲဆိုတဲ့စိတ်မျိုးပဲရှိတယ်ဒီစိတ်ကြောင့်လဲဘေဒင်ဆရာစီကိုသူကလိုက်မသွားခဲ့တာအခုလိုခေါ်ခိုင်းလိုက်တယ်ဆိုတော့လဲမကောင်းပါဘူးလေဆိုပြီးတော့မောင်မောင်ကလိုက်သွားတယ်နှစ်ဆောင်ပြိုင်ပြင်းတောင်အိမ်မဲကြီးရဲ့အောက်ထက်ဟော်ခန်းထဲမှာဆရာကြီးကိုတွေ့ရတယ်မင်းတို့9ယောက်စလုံးနဲ့ပတ်သက်ပြီးတော့အန်ရရဲ့တစုံတရာကြားရောက်လိမ့်မယ်လို့ဆရာကြီးမြင်တယ်မင်းရဲ့အနေနဲ့လည်းအပြင်မှာအန်ရရှိတယ်ဒါကြောင့်ငါခေါ်ခိုင်းလိုက်တာအမှန်တိုင်းဝင်ခံရရင်နတ်ကတော်တွေဘေးရင်ဆရာကြီးရဲ့လေတံကိုမောင်မောင်ကတိတ်မကြိုက်ဘူးသူတို့ပဲအတက်သူတို့ပဲအသိသူတို့ပဲအတော်သူတို့ပဲနားလဲသူ့လိုလူဇမှုမမရှိဘူးဆိုတဲ့အတန်နဲ့အပေါ်စီးကနေပြောတတ်ကြတယ်အခုလည်းအတူတူပဲတော်ယုံတန်ယုံလူသွေးပြတ်သွားစေနိုင်မဲ့စကလုံးတွေကိုမောင်မောင်ကိုပြောနေတယ်အန်ရဲ့တစုံတရာကြားရောက်လိမ့်မယ်တဲ့သူကဘလောက်တကိုးရှိလို့လဲဘာကြောင့်အဲ့ဒီလောက်ထိသိနိုင်တာလဲဘေးရင်ဆရာမဟုတ်ရဲ့လားပြီးတော့သူကမော့ဆရာကြီးလားမိမိဒေတာမဟုတ်တဲ့အခြားရွက်ရမှာညနေတကောင်အမောင်နဲ့မဲမဲမှာရောက်နေရတဲ့သူတွေကိုအန်ရဲ့ကြားရောက်လိမ့်မယ်လို့ပြောတာဟာသူကချင်းချောက်တာလားမယီမတာတွေးတွေကြောင့်မောင်မောင်ကစိတ်ကတိကောက်ဖြစ်သွားတယ်ဒါကြောင့်မင်းတို့အားလုံးမပြန်ချနဲ့တော့ဒီမှာပဲညအိတ်ကြဘာမှမဖြစ်เสียဘူးငါတာဝန်ယူတယ်မနေ့ကမှထပြန်ကြပေါ့ဆရာကြီးကထပ်ပြောပါတယ်မောင်မောင်သူရအောင်ကိုကြည့်လိုက်တယ်သူရအောင်ကလည်းမောင်မောင်ကိုကြည့်နေတယ်ကောင်မလေးတွေကတော့မောင်မောင်တလက်သူရအောင်ကိုတလက်ကြည့်နေကြတယ်မောင်မောင်ကသူရအောင်ကိုမတိမတာခေါင်းရင်းပြလိုက်တယ်သူရအောင်ကလည်းမောင်မောင်ကိုခေါင်းညိတ်ပြတယ်ကောင်မလေးတွေရဲ့အမူအရာကလည်းဘာပဲဖြစ်ဖြစ်မန္တလေးကိုအရောက်ပြန်မယ်ဒီမှာညမအိတ်ချင်မှုဆိုတဲ့အမူအရာရှိတယ်ကောင်မလေးတွေမပြောနဲ့မောင်မောင်တောင်မှဒီရင်ကြီးမှာခဏနေရတာကိုပင်စိတ်ထဲမှာတရိုးတရီဖြစ်နေမိတယ်လျှက်စစ်မီရှိပေမဲ့တအိမ်လုံးလင်းလင်းထင်းထင်းဖြစ်အောင်ထုံးမထားဘူးဟော်ကန်ထဲမှာမတဲမကွဲမောင်ရီဝိုးတော်မြင်ုံမြပဲမိတပွင့်ပဲထွန်းထားတယ်ဘေးရင်ဆရာကြီးရဲ့နောက်ကျောဘက်မှာလည်းဘာမှမသိတဲ့ရုပ်တွေချထားတယ်အရုပ်တွေကမြင်နေတွေ့နေကြနတ်ရုပ်မျိုးမဟုတ်ဘူးအမြင်ကတပေလောက်ရှိတဲ့လူရုပ်တွေအချို့ရုပ်တွေကလည်းခေါင်းပြက်တယ်ဟော်ကန်ထဲကိုဝင်တာနဲ့တာမန်လူတယောက်ကိုလိပ်ပြငယ်သွားအောင်ခြောက်ချားစိတ်ဝင်လာအောင်တမင်ဖန်တီးထားတဲ့ရိုက်ချက်တွေငါအလုပ်ရှိသေးတယ်ကွာငါညအိတ်လို့မဖြစ်ဘူးနော်မောင်မောင်ကသူရအောင်ကိုပြန်ပြောတယ်ကျွန်တော်လည်းပြန်မယ်လေသမီးကိုလည်းပြန်မယ်အားလုံးကပြန်မဲပြန်ချင်ကြတယ်ဒါကြောင့်မောင်မောင်ကပဲကြည့်ကောင်ပြောလိုက်တယ်ကျေးဇူးတင်ပါတယ်ဆရာကြီးနောက်ပိုင်းမှာလည်းအလုပ်တရားတန်းလန်းနေမို့မအိတ်တော့ဘူးဗျာကျွန်တော်ပြန်လိုက်ပါဦးမယ်အေးပြန်ချင်လဲပြန်ကြပေါ့ကွာငါတခုခုဖြစ်မှာဆိုလို့ပြောတာမင်းတို့ဘောအန်ရဲ့ကြောက်ရောက်မှာကိုငါကြုံမြင်နေတယ်ဒါလို့မှမရတာမတတ်နိုင်ဘူးလေသတိထားပြီးတော့ပြန်ကြပေါ့ဆရာကြီးကအဆုံးမစကားပြောတယ်မောင်မောင်တို့လည်းနှုတ်ဆက်ပြီးတော့ပြန်ခဲ့ကြတယ်အပြင်မှာတော့မှောင်မဲနေတော့ခက်ခိုက်တုံအောင်ချမ်းနေတော့ဘလို့ပဲဖြစ်ဖြစ်ယွန်းစိတ်ကြောက်ရွံ့စိတ်တွေဖြစ်အောင်လိပ်ပြငယ်အောင်ဖမ်းစားနေတဲ့ဒီအိမ်မဲကြီးထွက်လာရတာကိုပင်အတိုင်းမသိမောင်မောင်ဝမ်းသာနေတယ်တခုတော့ရှိတယ်အန်ရဲ့ကြောက်တော့မယ်လို့ဒီကြကြပြောလိုက်တဲ့ဘေးရင်ဆရာကြီးရဲ့အတန်နဲ့အရန်အန်ရဲ့များတယ်ဒီညဒီရွာကိုမသွားသင့်ဘူးလို့မျက်လုံးပြူမျက်စံပြူနဲ့တားခဲ့တဲ့လက်ဖိတ်ဆိုင်ပိုင်ရှင်တို့ရဲ့အတန်တွေကမောင်မောင်ရဲ့နားထဲမှာတလက်စီဝင်လာနေတယ်ကြောက်စရာအရေးမဲကြီးလို့လွှမ်းမိုးနေတယ်ဒါဘာစကားတွေလဲဘာလို့ပြောကြတာလဲဒီလခီးမှာအန်ရဲ့ပြုတ်နိုင်တဲ့တစုံတစ်ခုရှိတာကိုအသေးချာသိနေကြတာလားအဲ့ဒီတစုံတစ်ခုဆိုတာရောဘာလဲလူစိုးတခိုးတွေလားဒါမှမဟုတ်နာနာဘဝတစ်စိတရေလားအတွေးမျိုးစုံကသူ့နောက်ကိုကညှိလိုက်ပါလာကြတယ်
အမှန်တော့သူတို့သွားတဲ့လမ်းမှာတရေ6တယ်လို့အလွန်နာမည်ကြီးတဲ့တင်းញိုင်းကုန်းတစ်ခုရှိတယ်။နေကင်းကြောက်တော်မှအဖို့မပါဘဲနဲ့ဘသူမှမသွားရဲကြဘူး။အဲ့ဒီတင်းញိုင်းကုန်းရဲ့တရေအလွန်6တယ်ဆိုတဲ့သတင်းကရွာနီး6ဆက်မှာသတင်းကြီးနေတယ်။ပြီးတော့လူပြောသူပြောများနေတယ်။အဲ့ဒီသတင်းတွေကြောင့်ဒီလန်ခရီးကိုမသွားဖို့လက်ဖိတ်ဆိုင်ပိုင်ရှင်ရောဘေးရင်ဆရာကြီးကပါတားခဲ့ကြတာပါဒီအကြောင်းကိုသစိမ်းနေဖြစ်တဲ့မောင်မောင်တို့တစ်ဖွဲ့လုံးကမသိကြပါဘူးဒါကြောင့်လဲမြက်ကန်းတစ်စေမကြောက်အကြောက်လည်းမရှိသွားနေကြတာဖြစ်ပါတယ်အဲ့ဒီတင်ញိုင်းကုန်းကသူတို့သွားနေတဲ့လမ်းဘေးမှာကက်လျက်ရှိနေပါတယ်အခုသူတို့ကိုစောင့်နေပါပြီမောင်မောင်တို့ဆိုင်ကယ်နဲ့စေးရှေမီကြီးတွေကိုအားကိုးပြီးတော့အမောင်ထဲကိုတိုးဝင်ခဲကြတယ်စူးပြီးလင်းထိန်နေတဲ့မီးအောင်ကြောင်ကောင်းကောင်းမြင်နေရပါတယ်လမ်းကဆယ်ရီပေးကွန်ကရစ်မြောင်းဖေးမှာတဖြောက်ထဲကလေးရဖြစ်ပါတယ်မြေသားလမ်းပေမဲ့ကြောက်စရစ်သေးရောမြေမိုးလမ်းတွေကြောင်မျက်နှာပြင်ကမာပါတယ်လမ်းဖြတ်မြောင်းငယ်တွေလူကူးတရားတွေမရှိတဲ့အတွက်လဲကောင်းမွန်ချောမွေ့တဲ့လမ်းလိုဆိုနိုင်ပါတယ်လမ်းကောင်းပေမဲ့ညဖြစ်တာရဲ့လေတိုးပြီးအရန်အေးတာရဲ့ကြောင့်မောင်မောင်သူ့ဆိုင်ကယ်ကိုရှေ့ကနေဖြည်းဖြည်းမှန်မှန်လေးပဲမောင်းလာခဲ့ပါတယ်လမ်းတနေရာရောက်တော့သူရင်အောင်ရဲ့ဆိုင်ကယ်ဟာအရှိန်မြင့်လိုက်ပြီးမောင်မောင်ဆိုင်ကယ်ကိုကြော်တက်သွားပါတယ်မောင်မောင်လည်းသူ့ဆိုင်ကယ်ကြံမရင်အောင်ထပ်ပြီးတော့အရှိန်မြင့်လိုက်တယ်ပြီးတော့ဝါးနှပြန်အခွာနေပဲလိုက်ခဲ့တယ်သူ့ဆိုင်ကယ်မီးအောင်အောက်မှာသူရင်အောင်ရဲ့ဆိုင်ကယ်ကကြက်တရိုင်းတစ်ကောင်လိုပြေးနေခဲ့ပါတယ်မိမိကဘေးတစ်စောင်းထိုင်ပြီးသူရရောင်ရဲ့ခါကိုဖတ်ပြီးတော့လိုက်လာတယ်သူမရဲ့ကိုလုံးလေးကိုသူရရောင်ရဲ့ကြောမှာကပ်လေးခွဲပြီးတော့လိုက်လာခဲ့ကြတယ်ဆိုင်ကယ်စီးအုပ်ထုတ်ရဲ့အပြင်ဘက်ကဆန်တွေတွေကအနောက်ဘက်ကိုတလွန်းလွန်းနဲ့လွင့်နေကြပါတယ်ရုပ်ရှင်ဗီဒီယိုတွေက မင်းသားနဲ့မင်းသမီးဆိုင်ကယ်စီးနေတဲ့အတိုင်းပါပဲမောင်မောင်သူရအောင်တို့နှစ်ယောက်ကိုကြည့်ပြီးပြုံးမိပါတယ်ဒါပေမဲ့သူ့ကိုပြုံးတော့မှမဆုံးလိုက်ဘူးဟာအမလေးသူရအောင်ရဲ့ဆိုင်ကယ်ဟာတခုခုနဲ့တိုက်မိလိုက်တယ်လေရဲ့အလင်းနဲ့တဟုန်တို့ပြေးလာတဲ့မြင်းကိုရုတ်တရက်ဇက်ကျိုးဆောက်ဆွဲလိုက်တယ်လို့ဆိုင်ကယ်ကတုတ်ခနဲ့ရက်လဲကျပြီးမောင်းလာတဲ့အရှိန်နဲ့သူရအောင်ရောသူ့ကောင်မလေးမိမိပါလေထဲကိုမြောက်တက်ဆိုင်ကယ်ရဲ့ရှေ့လမ်းမပေါ်ပြစ်ကျသွားဖြစ်သွားတာကလျှက်တစ်ပြက်လောက်ပဲကျပါတယ်တကယ်ခဏလေးမောင်မောင်ရဲ့မျက်စိထဲမှာတော့ဆိုင်ကယ်မီးအောင်မြင်ကွင်းကိုရုပ်ရှင်အနေနဲ့ပြနေသလိုကွက်ကွက်ကွင်းကွင်းကိုရှင်းရှင်းလင်းလင်းမြင်လိုက်ရတယ်မောင်မောင်ဆိုင်ကယ်ကိုထိုးရက်ပြီးသူတို့အောင်တို့စီကိုပြေးသွားတယ်ကောင်မလေးနှစ်ယောက်ကလည်းသူ့နောက်ကနေလိုက်လာကြတယ်သူတို့ရဲ့တငယ်ချင်းမိမိကိုပြေးပြီးတော့ထူချတယ်သူရင်ဘာဖြစ်သွားသေးလဲမောင်မောင်ကသူတို့အောင်ကိုဆွဲထူရင်းနဲ့စိုးရင်တကြီးမေးလိုက်တယ်သူတို့အောင်တကျွတ်ကျွတ်ဆုတ်သက်ညီးတွားရင်းနဲ့ထလာခဲ့တယ်သူတို့အောင်ကဘာမှမပြောဘဲသူ့ဆိုင်ကလဲကျနေတဲ့စီကိုပြေးသွားတယ်မောင်မောင်လဲသူတို့အောင်ရဲ့နောက်ကနေလိုက်သွားခဲ့တယ်လူဘယ်ရောက်သွားတာလဲကွာဘယ်ရလူလဲကွာသူတို့အောင်ရဲ့အလန်တကြားအမူအရာကိုကြည့်ပြီးမောင်မောင်ကမေးလိုက်ပါတယ်ကျွန်တော်တိုင်းမိလိုက်တဲ့လူလေအသက်50လောက်မိမကြီးတယောက်ဗျာမောင်မောင်လန့်သွားခဲ့ပါတယ်ဟာမင်းအဲ့ဒီမိမကြီးကိုတိုက်မိရလားဟုတ်တယ်ကိုမောင်ကျွန်တော်လည်းလေဂရုတစိုက်ကြည့်ပြီးတော့မောင်းလာတာပါအနီးကိုရောက်လာမှကတ်တွေ့လိုက်တာဘလို့မှမရှောင်နိုင်တော့ဖြစ်သွားတယ်သူကလည်းဆိုင်ကယ်လာနေအောင်သိရနဲ့အတင်းကိုဖျက်ဝင်တာကိုမောင်မောင်နဲ့သူရအောင်တို့ဆိုင်ကယ်တိုက်မိရဲဆိုတဲ့မိမကြီးကိုရှာကြပါတယ်ဒါပေမဲ့မတွေ့ဘူးမင်းဟာဟိုရောဟဲ့လားသူတွေမိမကြီးကိုတိုက်မိရဲဆိုရင်ရှိမှာပေါ့ကွာသူရအောင်ခေါင်းကုတ်လိုက်ပါတယ်တိုက်မိရတော့ဟုတ်တယ်ကိုမောင်ဒါကြောင့်လေကျွန်တော်ဆိုင်ကလဲသွားတာပေါ့ဗျာနှမို့ဆိုရင်ဘာမှဖြစ်เสียအကြောင်းမရှိဘူးလမ်းကလည်းဒီလောက်ကောင်းနေအောင်လငယ်ကြုံတွေ့နေတဲ့အချိန်တွေကစိတ်ရှုပ်เสียကောင်းလာတယ်သူရအောင်ကမဟုတ်တာကိုအဟုတ်လုပ်ပြီးပြောမဲ့လူစားမျိုးမဟုတ်ဘူးနောက်ပြီးသူရအောင်ရဲ့ဆိုင်ကရှေ့ပိန်
မိုးချိုးလိန်လိုတွန့်ခွေသွားတယ်ဒီအနေထားကအရှိန်နဲ့တခုခုကိုတိုက်မိရမျိုးဒါမှမဟုတ်ဂျိုက်ထဲဂျင်းထဲကိုကြတဲ့အနေထားမျိုးပါလမ်းပေါ်မှာကလည်းဖျောက်ဖြူးနေတယ်ဘာချင်းဘာချိုက်မှလည်းမရှိဘူးဒါကြောင့်တခုခုကိုတိုက်မိလို့သာဂွေခောက်သွားတယ်လို့တွက်ဆလိုက်ပါတယ်ခဏရလမ်းပေါ်မှာကတိုက်စရာရဲ့လို့ဘာမှမတွေ့ရဘူးသူတွေအောင်တိုက်မိလိုက်တယ်ဆိုတဲ့မိမကြီးရောဘယ်ရောက်သွားတာလဲမောင်မောင်စိတ်ရှုပ်ရှုပ်နဲ့ခေါင်းကိုကုတ်လိုက်တယ်မင်းတို့ဘောအန်ရကြောက်ရောက်မှာကိုငါမြင်နေတယ်ခမည်းတော်မသွားသင့်ဘူးအန်ရတွေ့လိုက်မယ်မောင်မောင်ရဲ့နားထဲကိုဘေးရင်ဆရာကြီးရဲ့အတန်နဲ့လက်ဖိတ်ဆိုင်ပိုင်ရှင်ရဲ့အတန်တွေကတိုးဝင်လာခဲ့ပါတယ်ဖေဟာသူတို့ပြောတဲ့ဘေးအန္တရာယ်ဆိုတာဒါများလားကန်ကြီးလို့နည်းနည်းပါးပါးပုံပိတ်ရုံလေးပဲဖြစ်လို့မောင်မောင်ကဖះထားလိုက်မိပါတယ်အန်ရဒီလောက်နဲ့ပြီးဆုံးသွားတာဖြစ်ချင်မှဖြစ်ပါလိမ့်မယ်အခုမှညီတန်းပြိုးတာဖြစ်မယ်လို့ဆိုတဲ့အတွေ့အသူ့ခေါင်းထဲကိုရောက်လာတယ်ဘလို့အရက်ဒေတာမှမသိတဲ့ထူးခြားတဲ့ဒီနေရာကအမြန်ခွာမှဖြစ်မယ်လို့လည်းဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့သူ့ရဲ့ဆုံးဖြတ်ချက်ကချက်ချင်းဆိုသလိုပျောက်ကွယ်သွားပါတယ်သူရအောင်ရဲ့ဆိုင်ကစီးမဖြစ်အောင်ပျက်စီးသွားတယ်ဒုက္ခခံပြီးတွန်းသွားရပြီမဲ့လဲရောက်နေတဲ့နေရာကမန္တလေးနဲ့ဘလောက်ဝေးတယ်ဆိုတာမခံမနိုင်တော့တဲ့အတွက်လက်လျှော့လိုက်ရပါတယ်ဘဝင်းကျင်ကိုကြည့်လိုက်တော့လေလောကတစ်ခွင်ပြေလုံးကပိမ့်ပိတ်အောင်မှောင်မဲနေပါတယ်ရှင်းနားမှာအိမ်လားဇက်လားမသိဘူးတွေ့လားသူရအောင်ကအိမ်လိုအရာတစ်ခုကိုမှောင်မဲကြီးထဲမှာကောင်းကင်အယောင်နဲ့တွေ့လိုက်ရပါတယ်ဆိုင်ကကိုစီတွန်းပြီးသူတို့အားလုံးအဲ့ဒီအဆောက်အုံကြီးစီကိုသွားကြတယ်အနီးကိုရောက်မှတိုင်လုံးကြီးကြီးနဲ့ဆောက်ထားတဲ့အကာရန်လုံးဝမရှိတဲ့ပြင်ခင်းသွမိုးဇေယျကြီးတစ်ဆောင်ဆိုတာသိလိုက်ရတယ်ဆိုင်ကယ်တွေကိုအောက်မှာရထားခဲ့ပြီးဇေယျပေါ်ကိုသူတို့တက်ခဲ့ကြတယ်အရေးကြောင်းရှိရင်ရှောင်းလို့တိန်လို့လွယ်အောင်အနောက်ဘက်အစွန်းမှာစုပြီးတော့ထိုင်လိုက်ကြတယ်ဘာမှမသိတဲ့ဒီနေရာထွက်ခွာဖို့နီလန်တစ်ခုပဲရှိတယ်အိမ်ကိုဖုံးဆက်ပြီးတော့ကားခေါ်တဲ့နီလန်သူရအောင်ရဲ့ကားကိုတော့ခေါ်လို့မဖြစ်ဘူးသူရအောင်မိမိနဲ့ရှောက်လည်နေတာသူမိမတီးသွားလိမ့်မယ်သိရင်မိုးမိလောင်လိမ့်မယ်ဒါကြောင့်မောင်မောင်ကတပည့်ကျော်ဝင်းကိုစီကိုဖုံးဆက်လိုက်တယ်ဆက်သွယ်မှုဧရိယာပြင်ပကိုရောက်နေပါတယ်ကြည်တိုးနေခဲ့ပါတယ်ပြီးတော့နောက်တစ်ချိန်ဆက်ခေါ်တယ်ဆက်သွယ်မှုဧရိယာပြင်ပကြည့်ပဲဒီကောင်ကဘယ်ကြောင်နဲ့သွားနေလို့ဖုံးခေါ်လို့မရတာလဲမောင်မောင်စိတ်ပြက်လက်ပြက်နဲ့ဖုံးခေါ်တဲ့အလုပ်ကိုရက်ပြစ်လိုက်ပါတယ်ဒီချိန်မှာပဲသူတို့တစ်ဖွဲ့လုံးတရဲအချောက်ခံလိုက်ရတာဖြစ်ပါတယ်ဇေယျဘော်ကိုတရဲမတစ်ကောင်တက်လာတယ်သူရအောင်ကစိတ်လိုက်တောက်ချင်တယ်ပြောတာကိုကြားလို့နဲ့တူပါရဲ့ဇေယျရဲ့တစ်ဖက်စွန်းဘက်မှာသွားထိုင်ပြီးမိတရဲနဲ့စိတ်လိုက်ဖွာပြတယ်ပြီးတော့ဇေယျဘော်မှာခြေတံတစ်ဆက်ဆက်နဲ့ရှောက်ပြတယ်နောက်တစ်ခါခြေတော်ဒရုံးတုံးနဲ့စောင့်နေပြီးတော့တောင်းချမ်းပြပြန်တယ်ကောင်မလေးတွေခမညာကြောက်လွန်းရှာလို့အသားတွေတစ်ဆက်ဆက်တုံနေတယ်သူတို့မပြောနဲ့တတိကောင်းလာပါတယ်ဆိုတဲ့မောင်မောင်တို့ယောက်ျားရင်းမကြီးနှစ်ယောက်စလုံးတော်မှာကြက်သီးဖြန်းဖြန်းထားပြီးချွေးတွေရွှဲနေကြတယ်မဖြစ်ဘူးဒီနေရာမှာကြာနေလို့မဖြစ်ဘူးမြင်မြထွက်မှဖြစ်မယ်ကွာမောင်မောင်ကဖုံးထုတ်ပြီးဝင်းကိုစီကိုထပ်ခေါ်တယ်ဒီတစ်ခါတော့ဖုံးလိုင်းဝင်သွားတယ်ဒါပေမဲ့တစ်ဖက်ကမကင်ဘူးနောက်တစ်ချိန်ထပ်ခေါ်ပြန်တယ်ဖုံးဝင်သွားခဲ့တယ်တစ်ဖက်ကဝင်းကိုရဲ့အတန်းဆရာဘယ်ရောက်နေရလဲဖုံးအဆက်အသွယ်မရလို့တပည့်အရန်စိတ်ဘူးဟဲ့တော်တော့ငါပြောပဲတခြားနားထောင်ဒီမှာတရေရှင်ရဲ့ရေးကြီးနေပါလေဆိုမှလေကြောရှိနေဒါကြောင့်ဝင်းကွယ်စကားမဆုံးမီဟောက်လိုက်ရပါတယ်ပြီးတော့တွင်ကုန်းလိုသမားတွေကနှစ်ယောက်လောက်ခေါ်လာခဲ့ရေနဲ့အစားတော့တွေယူလာခဲ့ပြီးတော့ကောက်စီပြည့်ဖြစ်ပြီးတော့အပူယူလာခဲ့အခုချက်ချင်းထွက်ခဲ့နော်အမြန်ရအောင်လားမကြခဏဖုံးဆက်စကားတွေကိုအရေးကြီးမှားချလိုက်ပါတယ်ပြီးတော့လာရမယ့်လမ်းကြောင်းကိုပြောလိုက်တယ်သူဖုံးပြောနေတော့မှပဲကောင်မလေးတွေရဲ့ငယ်တံပါအောင်စူးစူးဝါအလန်တကြားအော်ဟစ်တန်ကိုကြားလိုက်ရပါတယ်
ဆရာဘာဖြစ်တာလဲဆရာကောင်မလေးအော်တန်ကိုကြားလိုက်ရတယ်ဝင်းကိုကအော်မေးပါတယ်သူဆက်မပြောတော့ဘူးပြီးတော့ဖုန်းကိုပိတ်လိုက်တယ်သူသိတယ်ဒီလောက်ဆိုရင်ဝင်းကိုတယောက်သူ့ဆရာအတွက်အစိုးရင်ကြီးစိုးရင်ပြီးပြာခတ်နေလောက်ပြီဟုတ်မတရေကောင်မလေးတွေအရန်ကိုကြောက်နေကြပါပြီဇေယျကြီးရဲ့နောက်ကိုလက်ညှိုးထိုးပြနေကြပြီမဲ့မကြည့်ရဲကြဘူးခေါင်းတွေက၃ယောက်စလုံးငုတ်ထားကြတယ်ပါဇက်ကလည်းကြောက်တယ်နဲ့အော်သူကအော်ငိုသူကငိုနဲ့မောင်သူတို့ပြတဲ့ဘက်ကိုကြည့်လိုက်တယ်ဖြူအကောင်ကြီးညအမောင်ထဲမှာဖြူတရံအကောင်ကြီးကိုထင်းရှားတွေ့ရတယ်အဲ့ဒီဖြူအကောင်ကြီးကခြုံပုတ်မမဲချားမှာအငွေ့ထွက်တယ်လို့လွင့်ပြီးတော့သွားနေတယ်တော်လန်းကိုသွားပြီးတော့တခါနောက်ကျောင်းကိုပြန်လှည့်လာတယ်ဖြူကောင်ကြီးလုံနေရကသူတို့မမြင်အောင်ပြနေ6လက်နေတဲ့သဘောဖြစ်ပါတယ်ဖြူတရေကောင်ကြီးဟာသူတို့ရှိရကိုတော့မလာဘူးမလန့်မကန်းရပဲခောက်တုတ်ခောက်ပြန်လမ်းလျှောက်ပြတယ်နောက်တစ်ခါထူးခြားတာကမခံမရအောင်ပုတ်စော်ရင်နမ်းနေတယ်အပုံနှံကအရန်ကိုအော်ဂလီဆန်ကောင်းလို့နဲ့လူသေးကောင်အပုံနှံကြီးမောင်တို့အားလုံးပြောချင်းအချင်းစိတ်ကိုမနေ့ကိုအောက်ပြီးတော့ထားရတယ်အချင်းတွေကအရန်ကိုစိုးဝါးနေပြီဆိုတာမောင်သတိထားလိုက်မိတယ်ဖေဖော်ဝါရီစောင်းညရဲ့တကောင်ရံမှာဘာမှမသိတဲ့အရက်ဒေသကဇေယျတစ်ခုပေါ်ကိုသူတို့ရောက်နေကြတယ်သွေးပြက်6ချားစရာကောင်းလောက်အောင်တရေအချောက်ခံနေရတယ်ဖြစ်နိုင်ရင်ဆိုးဝါးလာတဲ့ဒီနေရာကနေလွတ်ရအောင်ထွက်ပြေးခြင်းတယ်အားလုံးအတွက်စိုးရင်စိတ်နဲ့သူ့ရဲ့ရင်တစ်ခုလုံးပူလောင်နေခဲ့တယ်အဲ့ဒီချိန်မှာသူ့ဖုန်းကတုံခါလာတယ်ရုတ်တရက်ဖုန်းမြည်လိုက်ရင်လန်သွားမှဆိုလို့ရေလုံးတန်ကိုပိတ်ပြီးတော့ vibration တုံခါအောင်လှုပ်ထားတာဖြစ်ပါတယ်ဆရာကျွန်တော်တို့မြောင်းကျော်တရားနေရာကိုရောက်နေပြီတပည့်ကျော်ဝင်းကိုရဲ့အတန်ကြောင့်မောင်ဝမ်းသာသွားတယ်အေးလမ်းရဲ့ဘယ်ဘက်ကိုဖက်ဆင်လိုက်ကွန်ကရစ်ရေမြောင်းဖောင်တိုင်းကိုအဖျောက်ခောက်ထားတဲ့လမ်းကိုတွေ့လိမ့်မယ်အဲ့ဒီလမ်းတိုင်းကိုလိုက်လာခဲ့ညမလာခဲ့ကြနော်ဒီမှာအချင်းနေရမ်းဆိုးနေရဟေးမောင်ဖုံးပိတ်လိုက်တယ်လာကြိုတဲ့ကားရောက်လာတော့မယ့်အကြောင်းကိုပြောပြလိုက်ပါတယ်ဇေယျနောက်ဖက်အမောင်ထဲမှာတော့တရေကောင်ကြီးကခောက်တုတ်ခောက်ပြန်သွားနေတော့အော်ဂလီဆန်ဖို့ကောင်းလာတဲ့အပုံနှံကြီးကလည်းထောင်းထောက်နန်းဟောင်နေတော့မဲဘလို့ပဲဖြစ်ကြောက်စိတ်လမ်းစိတ်တွေကတော့အနှဲငယ်လျှော့ပါသွားခဲ့တယ်မောင်တို့အားလုံးရန်သူနဲ့အသေးအံတိုက်ခိုက်နေတော့မှစစ်ကူတွေရောက်လာတန်းကြားတဲ့တပ်သားတွေလိုခံစားနေရပါတယ်မောင်တို့တစ်ဖွဲ့လုံးရဲ့အကြည့်ဟာကားလာမဲ့ဘက်ကအမောင်တဲကိုပဲကြည့်နေကြတယ်ကားကိုစောင့်မျှော်ရတဲ့အခိုက်အတန့်အချိန်လေးဟာသူတို့အတွက်ကြာလုံးတယ်လို့ထင်နေမိတယ်နိုင်ဝက်လောက်ကြာတော့ကားမီးအောင်စမြင်နေရပြီမီးအောင်မြင်တာနဲ့သူ့ကားဆိုတာမောင်သိလိုက်တယ်ဝင်းကိုစီကိုဖုံးဆက်ပြီးကားမီးအောင်တွေ့တဲ့အကြောင်းပြောပြလိုက်တယ်ကားမီးအလင်းတန်းကြီးကတဖြည်းဖြည်းနဲ့နီးကပ်လာခဲ့ပြီကားဆက်တန်ကြားရတဲ့အချိန်မှာတော့သူ့ကားဆိုတာပို့ပြီးတော့စိတ်ချလက်ချဖြစ်သွားတယ်အဲ့ဒီအချိန်မှာဖြူကောင်ကြီးကဖြတ်ခနဲပျောက်ကွယ်သွားတယ်တရေကောင်ကြီးမရှိတော့တာနဲ့နန်းဟောင်နေတဲ့လူသေးကောင်ပုံနှံကြီးကလည်းမနန်တော့တာသတိပြုမိလိုက်တယ်ဇယန်နီကိုကားရောက်လာတာနဲ့သူတို့9ယောက်စလုံးလူလုံးထွက်ပြလိုက်ကြတယ်ကားပေါ်ကဝင်းကိုဥဆောင်ပြီးဒိုတွေကိုစီကင်ထားတဲ့လူ10ယောက်လောက်ဆင်းလာတယ်လက်နေဓမီတွေကလည်းကိုစီကုံကကင်ဆောင်ထားကြတယ်လူအုပ်စုအင်အားနဲ့ဓမီတွေထိုးပြီးရှောက်ကြည့်လိုက်ကြတယ်ဟာဆရာတို့ကတကယ်နေရာကိုရောက်နေကြတာပဲဝင်းကိုအတန်ကြောင့်ဓမီထိုးထားတဲ့နေရာကိုလှမ်းကြည့်လိုက်ကြတယ်မောင်ကဟာခနဲ့ဖြစ်သွားတယ်ခေါင်းတစ်ပန်းကြည့်ပြီးတော့သပင်တွေထောင်ထသွားခဲ့တယ်ကြတိမွေးညင်းနေရလဲဖြန်းကိုထသွားတယ်သူတို့ရောက်နေတာကတင်းញိုင်ကုန်းကြီးဖြစ်နေတယ်စောတုံးကခြုံပုံမဲလို့ထင်တဲ့အရာတွေကလူသေးအလောင်းတွေပြုတ်နှံတကြိုရာအုတ်ကူတွေရေပုံတွေဖြစ်နေတယ်တညာလုံးသူတို့ရောက်ရှိနေတဲ့ဇေယျကြီးကလည်းအာသူဘတရားနာရဇေယျကြီးဆိုတာသိလိုက်ရတယ်ဒီတော့မှသူတို့ကို6လန့်နေရဲဆိုတဲ့တရေမဟာလူတွေရောက်ရှိနေရအောင်မလိုလားတဲ့တင်းញိုင်ဇေယျကတရေမတကောင်မဲလို့နားလည်လိုက်ကြတယ်ဆိုင်ကယ်တွေကိုကားပေါ်တင်ပြီး
သူတို့ပြန်လာခဲ့ကြတယ်။ကောင်မလေးတွေကိုပြန်ဖို့ပေးလိုက်တယ်။စောစောတုန်းကထိတ်လန့်စရာကောင်းတဲ့အခြေအနေတွေဟာအခုတော့ကြက်ပြောက်ငှက်ပြောက်ပျောက်ကွယ်သွားခဲ့ကြပါပြီ။အကြောက်တရားတွေကလည်းသူတို့ရဲ့ရင်ထဲမှာတစိုးတစည်းမြမရှိတော့ပါ။ဒါပေမဲ့2015ဖေဖော်ဝါရီ14ရက်ချစ်သူများနေ့ညမှာအလဲလုံရင်ကြုံတွေ့ခဲ့ရတဲ့ခြောက်ခြားစရာအဖြစ်အပျက်တစ်ခုကိုတော့မောင်မောင်ရောသူရင်အောင်ရောမိမိနဲ့သူငယ်ချင်းမ2ယောက်ရောဘယ်တော့မှမေးနိုင်လိမ့်မယ်မဟုတ်ပါခင်ဗျာဟုတ်ကဲ့ပါပဲတဲ့ကြီးတို့ရေဇလန်လေးကတော့ဒီနေရာမှာတင်မဲ့အဆုံးသတ်သွားခဲ့ပြီဖြစ်ပါတယ်ခင်ဗျာနောက်ရက်ဒီမှာဆရာလူးဟန်ရဲ့ပရလောကဇလန်ကောင်းတွေကိုအဆက်မပြတ်တင်ဆက်သွားပါမယ်ဒီဇလန်လေးကဂျားတဲ့ညက်ပြီးတော့တင်ဆက်ပေးလိုက်ရခြင်းပါနောက်ထပ်စိတ်ဝင်စားပွဲဇလန်တွေကိုဗိသက်ကြီးကစောင့်မျှော်အားပေးနားဆင်ပေးကြပါဦးခင်ဗျာဇလန်လေးကိုအစောထိလိုက်ပါနားဆင်အားပေးခဲ့ကြတဲ့နားဆင်သူဗိသက်တယောက်ချင်းတိုင်းကိုလည်းGoogle Audio ပေါ်မှာကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ